အမေရိကန်နိုင်ငံကအိမ်ထောင်ရှင်မတွေကဘာလို့ဒီလိုရုပ်တွေဖြစ်နေရလဲတိလားပြမယ်နော်ဒီမှာကြည့်ဒီဝတ်သားတပန်းလုံးမလေနော်ဒါ sauce လေးနည်းနည်းထည့်လိုက်ဒီဝတ်သားတပန်းလုံးမအမေရိကန်ဒေါ်လာဘယ်လောက်ပေးရတယ်ထင်လဲဒီမှာအမေရိကန်ဒေါ်လာ9ကျပ်ပေးရတယ်နော် tax နဲ့ဆိုတော့6ကျပ်ပေးထားလိုက်ပါတော့လောက်စီထွေအသားလေးစမတော့ဒီလိုရုပ်ဖြစ်ဖြစ်ပေါ့အဲ့ဒါကြောင့်လေအမေရိကန်နိုင်ငံမှာရှိတဲ့ကျမတို့မြန်မာလူမျိုးအိမ်ထောင်ရှင်မတွေရဲ့သူတို့လိုပဲနော်pink lady ဖြစ်နေတယ်အပန်းရောင်ဝက်မကြီးတွေဖြစ်နေတာနော်အမေရိကန်နိုင်ငံမှာနေထိုင်တဲ့အိမ်ထောင်ရှင်မတွေတော်တော်များများကဒီလိုအသားတွေကြီးပဲအတဘူတွေဒီလိုအတဘူတွေအများကြီးပဲအဲ့ဒါဘာလို့လဲအရင်စီဆိုတဲ့ဒီအသားတွေစားလို့လေနော်အမေရိကန်နိုင်ငံမှာအရင်ဈေးထိုးတာဝတ်သားလေမကြည့်လေဘလောက်အများကြီးကိုအမေရိကန်ဒေါ်လာ9ကျပ်ဆိုရင်မြန်မာငွေကဆိုရင်ဘယ်လောက်လဲ2000ပေါ့နော်မြန်မာငွေ2000ပေါ့ဒါ2000ပို့ပြီးသားကြည့်လိုက်နော်ဒါတွေစားလို့မတို့တွေကဝက်မတွေဖြစ်နေရတော့လို့အဲ့ဟာလေးကိုပြောပြတာ thank you